မင်္ဂလာပါရှင်ဗရမ ्या မြေချမ်းမြေမှာကြိုဆိုပါရစေဗရမ ्या မြေချမ်းမြေမှာဒီတကမိတ်ဆက်ပေးမှလေးကတော့မော်ဘီမျိုးကိုကြီးကြီးရွာမှာရှိနေတဲ့အာစီတစ်ခက်တိုင်းအခန်းသုံးကပါတဲ့အင်းလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်အခုကတော့မိတ်ဆက်ပေးမယ့်အချိန်မှာရောက်ရှိနေရပဲဖြစ်ပါတယ်အင်းလေးတွေကိုတစ်ချက်လိုက်ကြည့်ပေးပါအောင်နော်ဒါကတော့အင်းရုပ်ဝင်ချင်းလေးဖြစ်ပါတယ်အင်းလေးလေးကိုဝင်လိုက်ပြီးဆိုတာနဲ့အပထမဆုံးမြင်တွေ့ရတာကတော့ရှောင်းလန်းလေးပဲဖြစ်ပါတယ်ရှောင်းလန်းလေးကတော့ဒီပြားအပြည့်ခင်းထားပေးရဖြစ်ပါတယ်ဒါကတော့ပထမဆုံးခန်းလေးပဲဖြစ်ပါတယ်မမခန်းလိုပဲကျန်တဲ့နှခမ်းကိုလည်းဒီပြားအပြည့်ခင်းပေးထားတာဖြစ်ပါတယ်ဒါတော့ပထမခန်းလေးရဲ့နောက်ဖွင့်ပေါက်လေးပဲဖြစ်ပါတယ်ရှင်ဒီမှာရှိတဲ့အိမ်နာလေးပဲဖြစ်ပါတယ်ရှင်အိမ်နာကိုလည်းဒီပြားခင်းထားပေးရဖြစ်ပါတယ်ဒါလေးကတော့အုတ်ကန်လေးပဲဖြစ်ပါတယ်ဒီလေးကပေါ့နော်ကွန်ပရက်ဆာလေးကိုလည်းထားခဲ့ပြီးမှဖြစ်ပါတယ်ရှင်မြေလေးကခိုင်မာတဲ့ရာမီစစ်စစ်ပေါ်မှာလည်းတိစောက်ထားတယ်။အိမ်လေးရဲ့ဈေးနှုန်းကတော့350ကို short နဲ့ပိုင်ဆိုင်ရမှာဖြစ်ပါတယ်ရှင်။ပေကျကတော့အချင်းမတော်က24ပေနောက်ကို38ပေကျရှိပါတယ်။လမ်းကတော့ကောင်းဝင်ထွက်လဲအဆင်ပြေပြီးတော့လမ်းမဆက်တွေကောင်းပါတယ်။ဒီချမ်းချမ်းနေခြင်းတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်လို့အခန်းသုံးခန်းပါရှိတဲ့အတွက်ကြောင့်မို့လို့တခန်းကိုနေပြီးတော့နောက်နှစ်ခန်းကိုငှားစားလို့ရပါတယ်။မင်းတို့အနေနဲ့လေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ဗရမ ्या မြေချမ်းမြေရဲ့ရုံမောက်ဖြစ်တဲ့3999 3999 939 939 939 939ကိုဆက်သွယ်ဆုံးနဲ့မေးမြန်းလိုက်ပါရှင်ကျေးဇူးတင်ပါတယ်